အားလုံးပဲခရစ်တော်ရဲ့နာမနဲ့မင်္ဂလာပါချစ်တဲ့ခရစ်ညီကိုမောင်နှမတို့လူယောက်ျားနဲ့လူမိန်းကလေးအမျိုးသားနဲ့အမျိုးသမီးဆိုတာကဘုရားသခင်ရဲ့ရှေ့မှာဆိုရင်တန်ဖိုးအတူတူပဲတိတ်ခါအတူတူပဲအတူတူမြင့်မြတ်ကြတယ်ယောက်ျားလေးကပိုမြင့်မြတ်တယ်မိန်းကလေးကယောက်ျားလေးလောက်မမြတ်ဘူးဆိုတာတမန်ကျမ်းစာရဲ့တုံ့တင်ချက်မဟုတ်ဘူးဘာဖြစ်လို့လဲလူရဲ့မြင့်မြတ်ခြင်းလူရဲ့တန်ဖိုးတိတ်ခါဘယ်ကနေလာလဲဘုရားသခင်ရဲ့တဒံနဲ့အညီဖန်ဆင်းခြင်းကနေလာတာဖြစ်ပါတယ်အဲ့တော့ကပ္ပဦးကျမ်းအခန်းကြီး1အငယ်29မှာဆိုရင်ဘုရားသခင်ကယောက်ျားလေးကိုကောမိန်းကလေးကိုကောကိုတို့ရဲ့တဒံနဲ့အညီဖန်ဆင်းထားတယ်ဒါကြောင့်မို့လို့လူရဲ့လူယောက်ျားရောလူမိန်းမရောယောက်ျားလေးကောမိန်းကလေးကောတန်ဖိုးတိတ်ခါနဲ့မြင့်မြတ်ခြင်းမှာအတူတူပါပဲယောက်ျားလေးကပုံမြတ်တယ်မိန်းကလေးကတိတ်မမြတ်ဘူးဆိုတာကတမန်ကျမ်းစာနဲ့မညီပါဘူးဒီလိုပဲခရစ်တော်ထဲမှာလည်းယောက်ျားလေးနဲ့မိန်းကလေးကတန်ဖိုးနဲ့တိတ်ခါနဲ့မြင့်မြတ်ခြင်းအတူတူပါပဲဘာဖြစ်လို့လဲယောက်ျားလေးကောမိန်းကလေးကောခရစ်တော်ထဲမှာဆိုရင်ယုံကြည်ခြင်းအားဖြင့်ပဲကယ်တင်ခြင်းရတာဖြစ်ပါတယ်အာမင်အဲ့တော့ဂလာတိမှာပြောထားသလိုခရစ်တော်ထဲမှာယောက်ျားလေးမရှိဘူးမိန်းကလေးမရှိဘူးကြုံမရှိဘူးလွတ်လပ်သူမရှိဘူးဘာဖြစ်လို့လဲအကုန်လုံးကခရစ်တော်ထဲမှာဘုရားသခင်ရဲ့တားသမီးပဲအကုန်လုံးကယုံကြည်ခြင်းအဖြစ်ပဲတားသမီးဖြစ်တယ်အကုန်လုံးကယုံကြည်ခြင်းအဖြစ်ခရစ်တော်ထဲမှာတလုံးတော်ဖြစ်တယ်ခရစ်တော်ထဲမှာကယ်တင်ခြင်းရတယ်ဒါကြောင့်မို့လို့ယောက်ျားလေးလည်းမိန်းကလေးရဲ့ခရစ်တော်ထဲမှာတန်ဖိုးနဲ့တိတ်ခါနဲ့မြင့်မြတ်ခြင်းကအတူတူပါပဲဒါပေမဲ့တမန်ကျမ်းစာကတုံ့တင်ထားတဲ့ခြေလက်ညှိုးကောင်ပါတို့ယောက်ျားလေးနဲ့မိန်းကလေးကတာဝန်ဝတ္တရားတော့မတူဘူးအဓိကအဖြစ်တော့အိမ်ထောင်မိသားစုထဲမှာနောက်ပြီးတော့အတင်းတော်ထဲမှာမတူညီတဲ့တာဝန်ဝတ္တရားကိုဘုရားသခင်ကစီမံခန့်ခွဲပေးထားတယ်ဆိုတာကျွန်တော်တွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့လေ့လာနေတဲ့တိမောသေထဲမှာတော့အခန်းကြီး1အငယ်7ကနေ15ထဲမှာတော့ယောက်ျားလေးတွေနဲ့မိန်းကလေးတွေဘုရားသခင်ကမတူညီတဲ့တာဝန်တွေပေးထားတယ်ဆိုတာကိုအတင်းတော်ထဲမှာမတူညီတဲ့တာဝန်ပေးထားတယ်ဆိုတာတုံ့တင်ပေးထားပါတယ်အဲ့တော့ဒီတမန်ကျမ်းစာကိုကြည့်ထားပြီးတော့ကျွန်တော်ရှင်းပြတာတွေကိုနားထောင်မှပဲမှန်ကန်စွာနားလည်မှာဖြစ်ပါတယ်ကျွန်တော်ကတော့မြန်မာစာမီတမန်ကျမ်းကနေလေ့လာသွားမှာဖြစ်ပါတယ်အငယ်ခန်းတိမောသေအခန်းကြီးနဲ့အငယ်7ထဲမှာဒီလိုပြောထားတယ်အမျိုးသမီးတွေအရာရာ၌နာခံခြင်းရှိ၍တိတ်ဆိတ်စွာတင်ယူပါစေဘာကိုနာခံပြီးတော့ဘာကိုတိတ်ဆိတ်စွာတင်ယူရမှာလဲစနစ်ထဲမှာပြောပြထားတယ်အမျိုးသမီးတွေတွင်တင်ခြင်းအမျိုးသားအပေါ်ဩဇာညောင်းခြင်းအခွင့်ကိုငါမပေးအမျိုးသမီးတွေတိတ်ဆိတ်စွာနေရမည်ဘာကိုအမျိုးသမီးတွေကဘာကိုနာခံရမလဲဆိုတော့ဘုရားသခင်ကအတင်းတော်မှာတွင်တင်ခြင်းနဲ့ဩဇာညောင်းခြင်းတွေကိုအမျိုးသမီးကိုပေးအမျိုးသားကိုပေးထားတယ်ဆိုတဲ့တမန်တရားကိုအမျိုးသမီးတွေကနာခံရမှာဖြစ်ပါတယ်အဲ့ဒါကိုဝန်ခံပြီးတော့အသက်ရှင်ရမယ်အဲ့ဒါကိုလူယူခြင်းအတင်းတော်တစ်ခုလုံးကိုတွင်တင်တာကိုပြောတာပါအတင်းတော်တစ်ခုလုံးကိုဥဆောင်တာကိုပြောတာပါအဲ့တော့အဲ့ဒါကိုတွင်တင်ခြင်းဥဆောင်ခြင်းကိုလူယူခြင်းအဲ့ဒါနဲ့ပတ်သက်ပြီးတော့မနာခံခြင်းကိုမလုပ်ရဘူးနာခံပြီးတော့ဝန်ခံပြီးတော့အသက်ရှင်ရမယ်နောက်ပြီးတော့အတ္တရဲ့အတ္တိယနဲ့ပတ်သက်ပြီးတော့တိတ်ဆိတ်စွာနေရမယ်အဲ့ဒါကိုစန့်ကျင်ပြောဆိုခြင်းမလုပ်ရဘူးအဲ့ဒါကိုလူယူခြင်းမလုပ်ရပါဘူးတိတ်ဆိတ်စွာနေရပြီးတော့တင်ယူပါစေတော့တိတ်ဆိတ်စွာနေဆိုတဲ့တံမှာစကားမပြောရဘူးမပြောထားတာမဟုတ်ပါဘူးအဲ့တော့ချီးမွမ်းလို့ရတယ်ဆုတောင်းလို့ရတယ်เนาะနောက်ပြီးတော့ဒီမှာအမျိုးသမီးတွေကိုတင်ယူပါလို့ပြောထားတယ်เนาะတင်ယူပါဆိုတာကအဲ့ဒီခေတ်တုန်းကအခြေအနေရဆိုရင်တော့အဲ့ဒီခေတ်ကာလနဲ့ဆန့်ကျင်တဲ့ယဉ်ကျေးမှုနဲ့ဆန့်ကျင်တဲ့စကားဖြစ်တယ်အမျိုးသမီးတွေတင်ယူခြင်းကိုအဲ့ဒီခေတ်တုန်းကအားမပေးခဲ့ကြဘူးဒါပေမဲ့ခရစ်တော်ကမာရိရဲ့တင်ယူခြင်းကိုအားပေးခဲ့တယ်လို့ချီးမွမ်းခဲ့တယ်လို့ခရစ်တော်ရဲ့အသင်းတော်ကလည်းအမျိုးသမီးတွေရဲ့တမန်ကျမ်းစာကိုတင်ယူခြင်းလေ့လာခြင်းကိုအားပေးခဲ့တယ်ထောက်ခံခဲ့တယ်ကူညီခဲ့တယ်နောက်ဆိုအသင်းတော်ကိုလည်းတုံတင်ခြင်းဟောကြားခြင်းလည်းမလုပ်ရဘူးဆိုရင်ဘာဖြစ်လို့တင်ယူရအောင်မလဲကျွန်တော်တို့အသင်းတော်တစ်ခုလုံးကိုတုံတင်ခြင်းဟောကြားခြင်းအလုပ်တစ်ခုကိုပဲဘုရားသခင်ကယောက်ျားလေးကိုပေးထားတာတခြားအလုပ်တွေအများကြီးရှိသေးတယ်တုံတင်လို့ရတာမျိုးသမီးအချင်းချင်းတုံတင်လို့ရတယ်ကိုယ့်ရဲ့သားသမီးတွေကိုတင်လို့ရ Sunday School မှာတင်ယူလို့ရတယ်လူငယ်တွေကိုတင်ယူလို့ရတယ်တင်တန်းတွေမှာတင်ပေးလို့ရတယ်အဲ့ဒီအများကြီးတုံတင်ပေးလို့ရတဲ့အတွက်ကြောင့်မို့လို့တုံတင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမျိုးသမီးတွေကလည်းစစ်မှန်တဲ့တပည့်တော်တွေအနေနဲ့ကိုတို့ရဲ့နှုတ်ကပတ်တော်တရားကိုတင်ယူရမယ်ကောင်းမှုစွာတင်ယူရမယ်ဆိုတာဒီမှာတုံတင်ပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီလိုပြောတာကဘာဖြစ်လို့လဲဘာဖြစ်လို့အမျိုးသားတွေကိုတင်းတော်ကိုဥဆောင်ဖို့အမျိုးသမီးတွေကိုဥဆောင်ဖို့မပေးထားဘူးတုံတင်ခွင့်မပေးထားဘူးဆိုတာဘယ်ကနေလာတာလဲအနောက်နိုင်ငံရဲ့တုံတင်ချင်းလားဒါမှမဟုတ်လဲဒါကအမျိုးသမီးတွေကိုနှိမ်တဲ့အရာလားမဟုတ်ပါဘူးเนาะ73ထဲမှာရှင်ပေါလုကပြောထားတယ်ဘာဖြစ်လို့သူဒီလိုပြောရတာလဲအကြောင်းမူကအကြောင်းချင်းကအာဒံကိုပထမဦးစွာဖန်ဆင်းတော်မူ၍နောက်မှာအေဝါကိုဖန်ဆင်းတော်မူ၏ဖန်ဆင်းခြင်းထက်ကနေလာတာဖြစ်ပါတယ်ဒီတုံတင်ချက်က
အာဒံကိုဥစွာဖန်ဆင်းတယ်ဆိုတဲ့နေရာမှာဥစွာဖန်ဆင်းခြင်းကသူ့ကိုဥဆောင်ခိုင်းခြင်းသူ့ကိုတာဝန်ယူခိုင်းခြင်းပါတယ်ဒါကြောင့်မို့အတင်းတော်ထဲမှာဆိုရင်တာဝန်ယူခြင်းဥဆောင်ခြင်းကတုံတင်ခြင်းအဖြစ်လှုပ်ဆောင်တယ်အဲ့ဒါကြောင့်မို့လို့အဲ့ဒီအရာကိုအတင်းတော်ထဲမှာဘုရားသခင်ကယောက်ျားလေးတွေကိုပေးထားတယ်ဖန်ဆင်းခြင်းကနေစပြီးတော့ပေးထားတာဖြစ်ပါတယ်ဒါကြောင့်မို့အတင်းတော်ထဲမှာအဲ့ဒီအတိုင်းပဲလိုက်ရှာအသက်ရှင်ရမယ်လို့ပြောထားတယ်နောက်တစ်ချက်ကတော့ဘာဖြစ်လို့လဲထုတ်ပြင်အာဒံတွေလက်ဖြတ်ခြင်းမခံရအမျိုးသမီးမူကလက်ဖြတ်ခြင်းခံရလက်ဖောက်ဖြတ်ကျူးလွန်ခြင်းတို့ရောက်ခဲ့၏အဲ့တော့အပြစ်ထဲမှာကျသွားတဲ့အခါမှာဘုရားခင်စီမံထားတဲ့ယောက်ျားလေးနဲ့မိန်းကလေးတွေရဲ့မတူညီတဲ့အခန်းကဏ္ဍကိုစာဒမာနကပြောင်းပြန်လှန်ပလိုက်တယ်အေဝါကလည်းပြောင်းပြန်လှန်ပလိုက်အာဒံကလည်းပြောင်းပြန်လှန်ပလိုက်တယ်ဘလို့လှန်ပလိုက်တယ်စာဒမာနကယောက်ျားလေးဥဆောင်အာဒံဥဆောင်ရမှာကိုတည့်ရတာနဲ့အေဝါကိုလာပြီးတော့ဥဆောင်ခိုင်းတယ်စကားလာပြောတယ်လာပြီးတော့လက်စားတယ်အေဝါကလည်းအာဒံဥဆောင်ရမှာဟာကိုသူကိုယ်တိုင်ဥဆောင်ပြီးတော့အပြစ်ထဲမှာဝင်သွားခဲ့တယ်အာဒံကလည်းသူဥဆောင်ရမှာကိုမဥဆောင်ပဲလက်ပိုက်ချနေပြီးတော့အပြစ်ထဲမှာတိတိကြီးနဲ့ဝင်သွားခဲ့တယ်ဒါကြောင့်မို့လို့အပြစ်ထဲမှာဝင်သွားခဲ့တာကဘုရားသခင်စီပန်ထားတဲ့အစီအစဉ်ယောက်ျားလေးနဲ့မိန်းကလေးမတူညီတဲ့တောင်ဝတ်တရားကိုသူတို့ကစန့်ကျင်ခဲ့ကြလို့ဖြစ်တယ်မနာခံပဲနဲ့အဲ့ဒီအရာကိုလည်းစန့်ကျင်ခဲ့ကြလို့ဒါကြောင့်မို့လို့အတင်းတော်ထဲမှာအဲ့လိုမျိုးမဖြစ်ဘူးအမျိုးသမီးတွေကအေဝါလိုမစန့်ကျင်ပဲနဲ့ဘုရားသခင်စီမံထားတဲ့အစင်မှန်ကိုဝန်ခံပြီးတော့အမျိုးသားတွေရဲ့ဥဆောင်ခြင်းတုံတင်ခြင်းတွေကိုနာခံရမယ်ဝန်ခံရမယ်ကောင်းမှုစွာတင်ယူပြီးတော့သူတို့နဲ့အတူတူအမှုတော်ထဲမှာကိုယ့်ရဲ့ကြာရာကံတတ်ထဲမှာတစ္ဆာရှိစွာအမှုတော်ဆောင်ရမယ်လို့တုံတင်ပေးထားတာဖြစ်ပါတယ်ဒါကိုပြောလိုက်တဲ့အခါမှာတချို့ခရိယန်တွေကဒီတုံတင်ချက်ကအနောက်နိုင်ငံကနေလာတာအင်္ဂလိပ်တွေရဲ့ဂျင်းထက်ခံရတဲ့ဆရာတွေပြောတဲ့စကားချစ်တဲ့ညီကောင်မတို့ဒီအမျိုးသမီးတွေယောက်ျားလေးတွေကအတင်းတော်ကိုဥဆောင်ရတဲ့တာဝန်ဖြစ်တယ်မိန်းကလေးတွေကဒီတာဝန်မရှိဘူးဆိုတဲ့တုံတင်ချက်ကကျန်းစာထဲကနေလာတာဖန်ဆင်းခြင်းထဲကနေလာတာအင်္ဂလိပ်စီကနေလာတာမဟုတ်ဘူးတကယ်တော့လေကျွန်တော်တို့မြန်မာနိုင်ငံမှာကြည့်ကြည့်အာရှမှာကြည့်ကြည့်ယောက်ျားလေးတွေဥဆောင်တဲ့ယောက်ျားလေးတွေစိုးမိုးတဲ့ဝါဒတွေပဲရှိတာဖြစ်ပါတယ်အဲ့တော့အမျိုးသမီးတွေတန်းတူယောက်ျားလေးတွေတန်းတူရင်ပေါင်တန်းပြီးတော့နေရာတကာမှာလှုပ်ဆောင်ရမယ်အပြန်ဆိုင်လုပ်ရမယ်ဆိုတဲ့ဒီအမျိုးသမီးဝါဒီကပဲအင်္ဂလိပ်နိုင်ငံကနေပေါ်လာတာဖြစ်ပါတယ်အဲ့တော့အမျိုးသားဝါဒီကကောင်းတယ်လို့ပြောတာမဟုတ်ဘူးစိုးညစ်တဲ့အချက်တွေအများကြီးရှိတယ်ဒါပေမဲ့တမာကျမ်းစာထဲမှာအမျိုးသမီးတွေကိုအတင်းတော်ကိုဥဆောင်ခွင့်တုံတင်ခြင်းကိုမပေးထားဘူးဆိုတာကတော့အင်္ဂလိပ်တွေတုံတင်ပေးတဲ့တုံတင်ချက်မဟုတ်ပါဘူးတကယ်တမာကျမ်းစာရဲ့တုံတင်ချက်ဖြစ်ပါတယ်နောက်ပြီးတော့တချို့ကတော့ဒီတုံတင်ချက်ကအဲ့ဒီခေတ်တုန်းကအမျိုးသမီးတွေကပညာမတတ်လို့အဲ့လိုမျိုးပြောတာအဲ့လိုမဟုတ်ပါဘူးဒီခေတ်တုန်းကအမျိုးသားတွေလည်းအများပိုင်းပညာမတတ်ကြပါဘူးတပတ်တော်တွေတယောက်မှပညာမတတ်ကြပါဘူးနော်သူတို့အခက်အချိန်အခါစံနှုန်းနဲ့တက်မယ်ဆိုရင်တော့သူတို့ပညာတတ်တွေမဟုတ်ခဲ့ကြဘူးနော်အဲ့တော့သူတို့မိန်းကလေးတွေပညာမတတ်လို့ဒီအခွင့်အရေးကိုမပေးထားတာမဟုတ်ဘူးဘုရားသခင်ကဒီလိုစီမံထားလို့ယောက်ျားလေးတွေကိုဥဆောင်ခိုင်းထားတာဖြစ်ပါတယ်အဲ့တော့မိန်းကလေးတွေကဘုရားသခင်ကိုပေးထားတဲ့အရာဖြစ်တဲ့အမျိုးသားတွေကိုအထောက်အမပေးပြီးတော့အတင်းတော်ထဲမှာကြီးထွားဖို့ရင့်ကျက်ဖို့အတင်းတော်ကြီးထွားရင့်ကျက်လာဖို့လူတော်အတိုင်းဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ကကိုကြီးထောက်မှပြီးတော့လှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်အဲ့လိုလှုပ်ဆောင်ခြင်းအပါဝင်အမျိုးသမီးတွေကိုတီးတန့်ပေးထားတဲ့တာဝန်တရားလည်းရှိပါသေးတယ်အငယ်15မှာဆိုရင်ပါလဲဆိုတော့တို့တော့အမျိုးသမီးတို့ဒီအိမ်တွေစောင့်ချင်းနဲ့တကွယုံကြည်ခြင်းချစ်ခြင်းနဲ့တန့်ရှင်းခြင်းတို့နဲ့တင်လင်တားဖွားခြင်းအမှုအဖြစ်ကယ်တင်ခြင်းခံရလိမ့်မည်ကလေးမွေးတဲ့မိန်းကလေးတွေပဲကယ်တင်ခြင်းခံရမယ်လို့ပြောတာမဟုတ်ပါဘူးကလေးမွေးတဲ့အချိန်မှာယုံကြည်ခြင်းရှိတဲ့သူကမတည်ဘူးလို့ပြောတာမဟုတ်ပါဘူးဒါကပါလဲအမျိုးသမီးခရိယန်အမျိုးသမီးတွေကဘုရားသခင်ကအမျိုးသမီးတွေကိုတားဖွားခြင်းကလေးတွေကိုထိန်းချောင်းခြင်းတုံတင်ခြင်းလမ်းပြခြင်းအတ္တအရာတွေကိုပေးထားတာကိုဝန်ခံပြီးတော့ကြည်ဖြူစွာလက်ခံပြီးတော့ယုံကြည်ခြင်းချစ်ခြင်းနဲ့တန်ရှင်းခြင်းထဲမှာတည်ပြီးတော့သူတို့ကိုလည်းလူမျိုးအသက်တာရှိလာအောင်တုံတင်ပေးခြင်းလမ်းပြပေးခြင်းကိုကြည်ဖြူစွာလှုပ်ဆောင်ရမယ်လို့ပြောထားတာဖြစ်ပါတယ်အဲ့တော့မိန်းကလေးတိုင်းကအိမ်ထောင်ပြုပြီးတော့ကလေးမွေးရမယ်လို့ပြောတာမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီအချက်ကိုမဆန့်ကျင်ဘဲနဲ့လက်ခံပြီးတော့မွေးတဲ့သူကလည်းမွေးပြီးတော့ကောင်းမှုစွာတုံတင်ရမယ်မမွေးတဲ့အိမ်ထောင်မပြုတဲ့သူတွေကလည်းအဲ့ဒါကိုဆန့်ကျင်ပြီးတော့ပုခတ်ပြောဆိုတာတွေမလုပ်ရဘူးဘုရားသခင်ပေးထားတဲ့တာဝန်ကိုကျွန်တော်အမျိုးသမီးတွေလက်ခံပြီးတော့ဘုရားသခင်ကိုအတ္တအရာအဖြစ်ကယ်တင်ခြင်းလမ်းထဲနဲ့ရှောက်ပြီးတော့ကယ်တင်ခြင်းခံရတဲ့သူရဲ့အသက်တာအဖြစ်အသက်ရှင်ဖို့ရအတွက်တိုက်တွန်းပေးထားတာဖြစ်ပါတယ်။အကြောင်းမို့ရှိတဲ့ညီကိုမောင်နှမတို့တာဝန်ကတန်ဖိုးမဟုတ်ပါဘူး။ဘုရားသခင်ရဲ့ရှေ့ထဲမှာဆိုရင်ဒါကြောင့်မို့အမျိုးသမီးတွေကိုပေးထားတဲ့တာဝန်ကိုကြည်ဖြူစွာလက်ခံပြီးတော့ဝန်ခံခြင်းအဖြစ်ဘုရားခင်ဘုန်းတော်ထင်ရှားစေတဲ့အမျိုးသမီးများဖြစ်ပါစေလို့အားလုံးကိုတိုက်တွန်းလို့ဆိုလိုက်ပါတယ်။